အားလုံးပဲမင်္ဂလာပါ KD Learning Academy ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ Andrew Grammar မှာပါတယ်နာနီနာနီတိုရှိတယ်မွန်ဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay အားဆိုလို့ရှိရင်ကျွန်တော် grammar လေးတွေကိုစလိုက်ကြအောင်နာနီနာနီတိုရှိတယ်မွန်သူရဲ့အတိတ်ပဲလေးကကြတော့နာနီနာနီဆိုရင်တောင်းဆိုပြီးတော့ဘာသာပြန်ပေးရပါမယ်။ तू ကဒင်းမုံလေးနဲ့တူရပေါ့နော်။ဒါပေမဲ့ तू ကနည်းနည်းတော့ပို့ပြီးတော့ဆွေရောကြီးဖြစ်တယ်။သူ့ရဲ့ရှေ့မှာဆိုလို့ရှိရင် bad တွေလိုက်မယ် adjective e တွေလိုက်မယ် na တွေလိုက်မယ် noun တွေလိုက်မယ် fusuki လိုက်မယ်ပေါ့နော်။na လိုက်မယ် noun လိုက်မယ် तू ကနောက်မှာတိုရှိတယ်မို့တိုရှိတတဲ့ဒီကောင်းလေးကကြတော့စကားပြောတွေမှာအသုံးများရေပေါ့နော်။ဒီအောက်မှာဆိုရင်နိရှိတတဲ့အတူတူပဲနော်။စကားပြောတွေမှာအသုံးများတဲ့အကောင်လေးဖြစ်ပါတယ်။ဒီနိရှိတတဲ့ဆိုလို့ရှိရင်တော့နာဆိုလို့ရှိရင်ဒါကိုဖြုတ်ရမယ်နောင်ဆိုလို့ရှိရင်လည်းဒါကိုဖြုတ်ပြရမှာဖြစ်ပါတယ်။ Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်အောက်က rally မှာတွားပြီးတော့စားသွင်းပြီးတော့တွားပြီးတော့ကြည့်ကြည့်ပါမယ်။နာနာနီတိုရှိတယ်မို့一番တာတော့雨が降るとしても試合は行けます။ဥမာတဲ့မိုးကားတဲ့ရွာတဲ့ဆိုလို့ရှိရင်တော့မှာပဲတဲ့試合ပြိုင်ပွဲက行けမယ်ပြိုင်ပွဲကိုဆက်ပြီးတော့ကျင်းပါမယ်။မိုးရွာနေရဆိုရင်တော့မှာပဲသူကဘာဖြစ်လဲပြိုင်ပွဲကိုဆက်ပြီးတော့ကျင်းပါမယ်တဲ့။ဒီ番彼は行かないとしても私は行きます။ तू ကမသွားဘူးဆိုရင်တော့ကျွန်တော်ကသွားမယ်။နာနီနာနီဆိုရင်တော့နာနီနာနီဖြစ်မှာ။ဒါမှမဟုတ် तू ကမသွားဘူးဆိုရင်တော့မှပဲကျွန်တော်ကတော့သွားမယ်။失敗したとしてもまだ挑戦すればいい။挑戦ဆိုတာကကြတော့ तू ကစူးစမ်းတာကိုပြောတာပေါ့နော်။ဒီကြာရှုံးသွားတယ်ဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်မှပဲနောက်ထပ်ပြီးတော့စူးစမ်းလို့ရတယ်။စူးစမ်းလို့ရှိရင်အဆင်ပြေစူးစမ်းလို့ကောင်းတယ်ပေါ့စူးစမ်းလို့ရတယ်။အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်။ဂျွန်မန်大人としてもそれは許されないလူကြီးဆိုရင်တော့မှပဲတဲ့အဲ့ဒါကခွင့်မလွတ်နိုင်ဘူးလက်မခံနိုင်ဘူးပေါ့ဥမာတစ်ခုခုလှုပ်လိုက်လို့ပေါ့မနော်ကြားရတစ်ခုလှုပ်လိုက်ဗျာဒါလူကြီးဆိုရင်တော့မှပဲဒီလိုကိစ္စမျိုးဆိုလို့ရှိရင်တော့ခွင့်မလွတ်နိုင်ဘူးခွင့်မပြုနိုင်ဘူးအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဂေါ်ဘန်မူရီတာとしてもやってみる価値はあるမူရီရဲ့တော့မဖြစ်နိုင်ဘူးเนาะမဖြစ်နိုင်ဘူးလို့ဆိုလို့ရှိရင်တော့မှပဲやってみる価値があるတော့ပြီးတော့လုံးကြည့်ဖို့တန်ဖိုးရှိတာဘယ်လိုလဲဆိုတော့စမ်းကြည့်ဖို့တင့်တယ်ကွာစမ်းကြည့်ဖို့ကောင်းတယ်ဒီမဖြစ်နိုင်ဘူးပေါ့နော်ကိစ္စတူဥမာကိုကတခုခုပေါ့နော်ဥမာဘယ်လိုပြောမလဲဒီကိစ္စကြီးကဥမာပြိုင်ပွဲတခုခုပဲဖြစ်ဖြစ်ပေါ့ဟာငါပြိုင်လို့မရတော့ဘူးငါမနိုင်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်တော့မှပဲဟာလာဒီကိစ္စကမူရီလို့ဖြစ်နေဆိုလို့ရှိရင်မှလုံးကြည့်တင်တယ်စမ်းကြည့်တင်တယ်ဒီအခွင့်အရေးကလက်လို့မခံနိုင်အဲ့လိုမျိုးအဓိပ္ပာယ်အနေနဲ့သုံးလိုက်တာဖြစ်ပါတယ်Okay အဲ့ဆိုလို့ရှိရင်လည်းဒီနာနီနာနီတိုရှိတယ်မို့ဆိုတဲ့ grammar လေးကလည်းအဆင်ပြေမယ်လို့ထင်ပါတယ်။အဆုံးလေးလေးလာနေတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ပဲ grammar လေးတွေကိုများသိချင်တယ်သိချင်တာရှိလို့ရှိရင်လည်းပြောခဲ့လို့ရပါတယ်။ကျွန်တော်နောက် video မှာဆက်ပြီးတော့တင်ပေးပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။